Hello ဒီနေ့ကတော့စက်သားချစ်ဆက်ဆက်လေးချင်းညာဆက်လေးဆက်စားပြတယ်ပေါ့နော်ဗီဒီယိုအရန်ရှည်သွားမှာဆိုတော့စက်သားကိုကျတော့ပြုတ်ပြီးတော့ပြန်ကြောပြီးတော့တင်းတင်းလေးဖြစ်အောင်လုပ်ပြီးမှပြန်ချက်မှာပေါ့နော်ဒီဗီဒီယိုထဲမှာကျတော့သူစက်သားကြော်တဲ့ဟာမပါဘူးပေါ့နော်ဗီဒီယိုလည်းအရန်ရှည်သွားမှာဆိုလို့စက်သားကြော်တဲ့ဦးလေးနဲ့ပဲပြန်ပြီးတော့စက်သွန်ကိုစီတက်ပြီးတော့ပြန်ပြီးတော့ချက်ပြတယ်ပေါ့နော်စက်သွန်ကိုစီတက်ပြီးတော့အနက်လေးမွေးလာပြီဆိုလို့ရှိရင်မြုပ်သီးလေးကိုထည့်ပြီးတော့စီတက်လိုက်တယ်မြုပ်သီးကကြတော့အစိမ်းမရှိတော့ဘောနော်မြုပ်သီးစိမ်းလေးနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့အရောင်လေးနဲ့လှရပေါ့နော်ကိုကတော့ဗီယက်နမ်ဆိုင်မြုပ်သီးဟိုအနေထောင်နေအားနဲ့ပဲချစ်ပစ်လိုက်တယ်ပေါ့နော်မြုပ်သီးလေးနည်းနည်းအနက်လေးလည်းမွေးလာပြီဆိုလို့ရှိရင်ဆောနာစက်သားကိုကြော်ထားတဲ့ဟာလေးကိုထည့်ပြီးတော့မှုမယ်ပေါ့နော်စက်သားကျတော့ကြော်ထားတဲ့ဟာလေးကိုပြန်ပြီးတော့နှွှင်ပြီးတော့ကြော်လို့ရှိရင်ပို့ပြီးတော့အရသာပေါ့နော်စက်သားလေးကိုစိတ်ပြီးဝင်နေပေါ့နော်ကိုကကျတော့နှွှင်ချိန်လည်းမရှိတော့ဘူးကွယ်ပြပြရပဲအရသာတော့ကတော့မပြားရည်လေးနဲ့ဆွမုတ်လေးနည်းနည်းထည့်တယ်ထည့်ပြီးတော့မှုရပေါ့နော်ဟိုမှုကြီးမှုပေါ့ကွယ်ဟင်းချက်နေတဲ့အချိန်မှာတငယ်ချင်းတွေကတကယ်ချင်းနဲ့ဖုန်းပြောနေလို့နည်းဗီဒီယိုကောပြောနေတဲ့ဟင်းချက်တာဆိုတော့အတန်လေးတွေရောပါနေရပေါ့နော်ကဲနည်းနည်းလေးလဲစက်သားလေးကိုနည်းနည်းလုံးပြီးသွားတော့အရှင်ရတာအတွက်မကြီးရည်လေးဖြောထားတဲ့ဟာကိုထည့်မယ်ပေါ့နော်မကြီးအရေးဖြောထားတဲ့ဟာကိုအဖက်လေးတွေပါပုံထည့်လိုက်တယ်ပေါ့နော်ကဲအဖက်လေးကိုစားမိလို့ရှိရင်ချင်းချင်းလေးပေါ့နော်ပြစ်လိုက်ရမှာလဲနှမျိုးနဲ့အဖက်လေးတွေပဲဖက်လေးတွေတော့အကုန်ထည့်ပြီးတော့ကိုယ်ချက်လိုက်တယ်ပေါ့နော်ကဲဒီလိုအနေလေးရပြီဆိုလို့ရှိရင်ဆနာပပလိထားတဲ့ချမ်းနန်းလေးကိုအပေါ်နဲ့ဖြူပြီးတော့ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့ဒီအရေးလေးနည်းနည်းလေးကိုခန်းအောင်ပေးပြီးတည်လိုက်မယ်ပေါ့နော်တည်ပြီးတော့၆လေးဖြစ်သွားပြီဆိုလို့ရှိရင်ဒီချမ်းနန်းအနံလေးလည်းမှုေးလာပြီဒီထည့်ထားတဲ့ဆနာမကြီးရည်လေးလည်း၆လေးနဲ့အစီလေးနည်းနည်းလေးပြန်လာပြီဆိုလို့ရှိရင်ကဲကြပါပြီစားခြင်းနဲ့ချင်းညာဆက်စက်သားချင်းညာဆက်လေးကโอเคပြီးပါပြီဒီလိုနေထားလိုက်ပါနော်ကဲဆမ်းမဆက်ကတော့အယောင်မှကြည့်ရပါနော်။သမီးစားလို့မိန်ပါတယ်ကဲကြည့်နေတယ်အခုဗီဒီယိုကြည့်နေတဲ့သူတွေလည်းဒီလိုချင်းဆက်ချက်တာချင်းညာဆက်လေးစားကြလို့ရှိရင်ချက်ပြီးတော့စားကြည့်ပါကျင်းစင်တာဒီချက်သားကိုဒီလိုမျိုးကြောပြီးတော့အတုံးလိုက်လေးမဟုတ်ဘဲနဲ့နှွှင်ပြီးတော့ပြန်ပြီးတော့ကြော်ကြလေးချက်လို့ရှိရင်တော့ပို့ပြီးတော့စားကောင်းမယ်ထင်ပါတယ်ကိုကတော့အချိန်မရလို့ဒီတိုင်းကြော်တဲ့အတိုင်းဒီတိုင်းလေးပဲချက်ပြလိုက်ပါတယ်